အားလုံးပဲမင်္ဂလာပါသေးလေးတို့ကြီးကဲကိုထွန်းခင်မိဖို့ကြောင့်နဲ့မှာဘာတွေချက်နေလဲမသိဘူးเนาะအဲ့တော့သွားပြီးတော့သူဘာတွေချက်နေလဲဆိုတော့သွားပြီးတော့ဆက်စုကြเนาะအဲ့တော့ကိုထွန်းခင်တရားကိုသူဘာတွေချက်နေလဲမသိဘူးတခုခုတော့ချက်နေရဲဆိုတော့သိတယ်ဒါပေမဲ့ဘာချက်နေလဲမသိတာအဲ့တော့ကိုထွန်းခင်ဘာလို့နေကြလဲကင်မရာတကားကားနဲ့တခုခုလုံကျွေးမလို့ဆိုကိုထွန်းခင်ပြောနေတခုခုလုံကျွေးမှာတဲ့ခါကောအဲ့တော့ဘာလုံကျွေးမလဲဆိုတော့လာချောင်းတာမိဖို့ကြောင့်နဲ့မှာဒီနေ့ဒါကိုချစ်ချစ်ကနည်းနည်းလေးချင်းချင်းဆက်ဆက်လေးစားကြနေဆိုတော့ဦးခါဦးကြိုက်ပဲအဲ့ဒါမခအကြိုက်ဆုံးပဲအဲ့ဒါလေးကျွန်တော်ပြုတ်ကျွေးမယ်တော့နော်အော်ခေါက်ဆွေးလည်းပန်းအောင်တော့ဝတ်ထားလည်းပန်းအောင်ကြည့်လိုက်လေအဲ့လိုပါအဲ့တော့ကျွန်တော်ပြုတ်လိုက်အောင်မယ်ဗျာနော်ကဲခေါက်ဆွဲပြုတ်ကျွေးမလို့တဲ့ခေါက်ဆွဲပြုတ်ကတော့ပန်းအောင်ခေါက်ဆွဲပြုတ်ကတော့ဘူးတော့တစ်ခါလေးပဲစားလို့ကောင်းတယ်နော်အဲ့ဒါပါဒါပေမဲ့တစ်ခါလေးသာစားလို့တော့ကောင်းတယ်အထုပ်တွေကတော့အများကြီးရှိတယ်အိမ်မှာအဲ့ဒီခေါက်ဆွဲအရန်ဆွဲရသေးလားရှင်းရမြောင်လည်းအရန်ဆွဲတယ်အဲ့ဒီ bulldog pink ကလည်းအရန်ဆွဲတယ်အရန်ကြိုက်တာအဲ့ cheesy ramen လေးအကြိုက်ဆုံးပဲကဲကိုထုံးခင်ကဘလူတွေပြုတ်မလဲဆိုတော့ဆက်လက်ကြည့်ရှုပေးကြပါအောင်နော်ဒီမှာခောက်ဆွဲသားဒါမျိုးဟာဒီထုတ်ပါယောက်ျားလှုပ်ကြွေးလို့ရှင်လေခောက်ဆွဲပြုတ်9မိနစ်ကလေးကစတော်တော်လေးကောင်းနေရတာရှိလက်တင်စားရရတာဘာနဲ့မှလည်းရောက်တော့ပဲနော်တစ်ထုပ်လုံးစားလို့မရအောင်အမလေးကိုတွန်းခင်များ2လုတ်3လုတ်ပဲကျွေးတော့အလကားတဝက်တွေပါရှောက်ပြောမနေနဲ့ပြောပြလိုက်ပါအမှန်တရားတွေကိုဖုံးကွယ်မထားပါနဲ့နှစ်ထုပ်လောက်တော့စားလို့ရပါလေဒါပေမဲ့ပြုတ်ကျွေးရတော့ကျေးဇူးတင်တော့အဲ့လိုမျိုးကျွန်တော်ကအဲ့တော့ဒီပန်းရောင်တော့မှာဆိုရင် sauce လေးပါတယ်ဒီ cheese အမုံထုတ်လေးရောဒါကတော့ cheese အမုံတော့အရင်ကြိုက်ပါတယ်နော်အဲ့တော့ဒါကိုနေတိုင်းတော့မစားပါနဲ့တစ်ပတ်မှတစ်ခါတစ်လမှတစ်ခါလောက်ပဲစားပါနှစ်ပတ်တစ်ခါလောက်စားရင်တော့အဆင်ပြေတယ်ဗျာနော်ကိုခောက်ဆက်လည်းမရသေးဘူးလားဘိုက်စားနေပြီလေဟောမိမဒီမှာစကားများရတယ်ကွာဒါလူထိုင်ရမယ့်နေရာမဟုတ်ရမ်းချက်ခောက်ဆွဲစားခြင်းလို့လာတာပါဆိုမှအဲ့မှာ easy ထိုင်နေပြင်ပြုတ်ပေးမယ်နော်ဟုတ်ပြီလားအဲ့မှာ easy ထိုင်နေသားမှာဟိုမှာကြည်နေမှာဗောလို့ဩကို့ဘွားတွေပဲနော်ဟုတ်တယ်မလားပငယ်ချင်းတွေပဲအိမ်မှာလာနေတယ်လို့ပဲ easy ပေါ့ဟုတ်လားအိုးအခုခောက်ဆွဲစားခြင်းလို့မျိုးသမီးကမချိုးဘူးလားဗျာကျွန်တော်ရဲ့ချစ်ချစ်ကအိုးကိတ်လိုက်လားအဲ့လိုပဲကိုငချင်ကိုချင်းနေရသိရမလားခဏနေရတော့မယ်ဗျာနော်ခောက်ဆွဲရကဲအခုခောက်ဆွဲရဒီခောက်ဆွဲ9မိနစ်လောက်ပြောရတယ်ဆိုတော့ကြာလေနော်အိမ်မှာခါအခု strawberry and banana smoothie လေးကိုယ်တိုင်ဖြော်ထားပါတယ်တောက်ပါအောင်ရော့တောက်ပါအောင်နော်ချစ်လို့ရင်တိုက်တာပါရင်တောက်နော်အိုးအိမ်တောင်ပြန်ကျင်သွားပြီဗျာအိုးခဏနေခောက်ဆွဲရတော့မယ်ဗျာခဏနေခောက်ဆွဲရတော့မယ်ခောက်ဆွဲရကျွန်တော်ကတခြားလူဆိုရင်တော့မသိဘူးကျွန်တော်ကတော့ခောက်ဆွဲဆိုရင်9မိနစ်6မိနစ်ထပ်ပို့ပြုတ်မှရမှာကျွန်တော်ပြုတ်မှနည်းနည်းကြိုက်တာနောက်မှဆိုရင် digestion ကတိတ်မကောင်းဘူးเนาะအဲ့အကြောင်းပါအိုးအိမ်ပြန်ကျင်သွားပြီဗျာကျွန်တော်ခဏပြုတ်လာတယ်လို့ strawberry banana smoothie ရတယ်အရန်ကောင်းတာပဲကိုဖြောကိုကောင်းမင်းရော့ကိုဖြောကိုကောင်းကိုတော့စီစဉ်အရန်ကောင်းတာပဲရေကလေးပါထည့်လိုက်ပိုကောင်းတယ်ပြည့်နှစ်နေရပဲအဲ့လိုကြီးလားရမ်းချစ်တယ်ဗျာအိုးမိဖို့ကြောင့်လည်းမခောက်ဆွဲလေးစားခြင်းလို့ဒီထဲမှာလာနေရမမကဘေးနားကနေလာပြောမမကဒီဘက်လှည့်ပါအိုးမမကလည်းကွာမမကရမ်းချုံးနေလို့ကိုထွန်းတော်မရတော့ပြောတိုက်ပါတွေ့လား तू ကအရန်ပို့တာရော့ကောင်းလားကောင်းရှေ့ကောင်းသူ့ကိုမနိုင်တော့ဘူးသူ့ကိုထိန်းနိုင်တဲ့သူတယောက်လောက်ခေါ်ရမယ်နဲ့တူတယ်အားလုံးကိုတတိရပါတယ်ခဏနေတော့ခောက်ဆွဲရတော့မယ်အဲ့လိုမျိုးပဲလာကတ်လို့ရတော့မရဘူးပဲကိုထွန်းကခွာမှမဟုတ်ဘူးအဲ့လိုမျိုး
ခေါက်ဆွဲလေးစားကြလို့ခေါက်ဆွဲလေးစားကြလို့လာပါတယ်သိရမလားခေါက်ဆွဲလေးစားကြလာပါတယ်ကိုကအစားခံရမယ်ပုံစံ ဘာလဲဘာစားခံမှာလဲပြောပါ ဟုတ်တယ် ရမ်းချစ်တယ်ဗျာခဏနေတော့ရတော့မယ်ဒီနေ့တော့ကျွန်တော်အရေနဲ့မတောက်ဘူးဗျအချောက်လေးပဲကျွန်တော်နည်းနည်း ကိုတို့မြန်ခေါက်ဆွဲဆိုအဲ့အရီတွေနဲ့အရင်ကြိုက်တာခါခါခေါက်ဆွဲဆိုရင်ဘာနေနေအချောက်လေးပဲကြိုက်တာ ပြင်ကျုပ်ဥတွေပါလေဆိုတော့ကျွန်တော်ထည့်စားတာများတယ်ကျုပ်ဥဆိုရင် ကျဥပစုံပြီးရင်ငဖယ်လုံးတို့သိရမလား तू ကအဲ့လိုမျိုးခါခါ plain ပဲကြိုက်တာ plain and simple အဲ့တော့ဒီနေ့ plain ကြိုက်တဲ့ချစ်ချက်အတွက်ဘာမှမထည့်ဘူးချစ်ချက်ကိုပို့ပြီးဦးစားပေးတဲ့အနေနဲ့เนาะ ကြားတဲ့အတိုင်းပဲ အားလုံးသတိရတယ်ဗျာเนาะကျွန်တော်တို့ပြီးရင်မြန်မာပြည်ပြန်ရောက်ရင်တော့ကျွန်တော်ကိုယ်တိုင်အားလုံးပြုတ်ကျွေးဦးမယ်เนาะခေါက်ဆွဲ ခေါက်ဆွဲပြုတ်ကျွေးမှာ ချစ်ကိုပြုတ်ကျွေးတဲ့ပုံစံမျိုးလေးเนาะချစ်ဆုံး အားလုံးရမ်းချက်ပါလို့နော် ခဏစောင့်လိုက်အောင်မယ်ဗျာเนาะအားလုံးကိုရမ်းချက်ပါတယ်လို့ကဲဒီနားလေးမှာလာကြညောင်းပါ ဟိုဘက်ခေါ်ဒီဘက်ခေါ် ညောင်းပါ ညောင်းတော့ညောင်းနေပြီ ညောင်းနေပြီလားညောင်းရင်ဒီမှာထား တော့ပါပြီရ ညောင်းရင်ထိုင်မိမထားရမှာမိမအခုရော့ဒီမှာထားရင်နော်မတက်နိုင်ဘူးလားတကြနေမနိုင်ဘူးပြောမှာဆိုလို့နော်ရှိုး နိုင်နာကိုတက်သိပြတာ နိုင်တော့တက်တည်ပြတာနော်အားလုံးနိုင်ပါတယ်လို့အိုး ဟုတ်ပြီဟုတ်ပြီဟိုမှာခောက်ဆွဲတွေအရန်ပျော်သွားအောင်မယ် ချစ်လို့ပါလို့ရမ်းချစ်တယ်ဗျာနော်ကျွန်တော်ရဲ့အမျိုးသမီးကိုလည်းချစ်တယ်ကျွန်တော်ရဲ့အားလုံးကိုလည်းချစ်တယ်ညောင်းနေမှာဆိုလို့အဲ့ဒါမှ AC ထိုင်နေ ခောက်ဆွဲဆိုင်တဲ့ဒီနေရာလေးမှာစားမှာ ဟာပြီးရင်ဘယ်မှဝါမလို့တော့လားအဲ့တော့ကျွန်တော်တို့နှစ်ယောက်အားလုံးကိုဘယ်လိုပြောရမလဲဗျာကုညီလူတန်းမှုတွေကတော့အများလူတန်းနေရဆိုတော့မပြောတော့ပါဘူးเนาะဒီချိန်မှာတော့เนาะအားလုံးအများနဲ့ကျွန်တော်တို့အတက်နိုင်ဆုံးတော့အရောက်လာခဲ့ပါမယ်လို့เนาะချစ်ဆုံးနေစီရတော့ပါမယ်ရပါတော့မယ်ဗျာကဲဒီအနေထားဆိုရင်တော့ရပါပြီကျွန်တော်ချီတီလေးကိုအရင်ထည့်လိုက်မယ်နော်အဲ့ဒါမုံပါ ရှေ့ ပြီးရင်ဒီကောင်ကတော့ကျွန်တော် spicy ပေါ့နော် sauce ပေါ့နော်ရှယ်ပဲဗျာကဲအဲ့အလေးကိုနည်းနည်းလေးမှုေးပြီးမယ်ကဲအဲ့လိုလေးမှုေးပြီးမယ်ဗျာပြီးရင်အိုးပေါ်မှာနည်းနည်းလေးခဏလေးပြန်ပြီးတော့လုပ်လိုက်အရန်ကောင်းတဲ့ အရန်တော်လွန်တော့ပဲ အရန်ကောင်းတဲ့ခောက်ဆွဲပြုတ်တစ်ခွက်ရပါပြီပြီးရင်ရရင်ပိတ်ထားလိုက်ပြီးရင်လည်းအိုးရဲ့အပူနဲ့သူ့အတူခဏလေး1 minute လောက်ဆိုရင်ရပါပြီမြန်မာပြည်ကခောက်ဆွဲပြုတ်ရင်တော့3 minute ပဲเนาะ ဒီကခောက်ဆွဲ6မိနစ်9မိနစ်10မိနစ်လောက်ကြာတယ် 3 minute ကိစ္စကိုသိရမလား3 minute เนาะခောက်ဆွဲပြုတ်ရင်3 minute ပါကဲရပါတော့မယ်ကဲရပါပြီမိမကြိုက်တဲ့ခောက်ဆွဲလေးရပါပြီเนาะအဲ့ဒါကိုဒီထဲထည့်လိုက်မယ် အို ညာ းရှေ့ ရှိုး ရှေ့ရော့ အဲ့ဒါချစ်ဆုံးကြိုက်တဲ့ခောက်ဆွဲပါနော်ဒီကိုခဏနေမှစိန်ထားလိုက်ညာပြီးမှပဲစီးလိုက်နော်ကဲအားလုံးပဲသုံးဆောင်ပါအောင် Oh it looks so good ကဲခောက်ဆွဲရတော့ရပါပြီချစ်ကိုကျွေးလိုက်မယ်နော်ဟာပါ ဘယ်လိုလဲစားလို့ကောင်းလား ငန်းကောင်း စားပါအောင် ကဲပဲ စားပါအောင်ဗျာဆွဲပါအောင်ဗျာ ဆက်နေရပဲအရန်ကောင်းတာ อืม စားလို့ရန်ကောင်းတယ် ရှယ်ပဲဗျာရှယ်မှာရှိတယ်ဗျာရော့ချစ်ကိုထပ်ကျွေးလိုက်မယ်အိုးရှယ်မှာရှိတယ်ဗျာ ဆက်ပြေးလာ စပြေးလာလေးကိုစားပါဦး
ရှယ်လား ဟုတ်ကော ကဲကျွန်တော်တို့ဆက်စားလိုက်ပါဦးမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နော် အားလုံးလက်ပြပါမွတ် အရန်ချစ်တယ်ဗျာနော်ကျွန်တော်တို့ကိုအမြဲတမ်းကြည့်ရှုပေးတဲ့တယောက်ချင်းစီတွေကိုလည်းကျေးဇူးတင်တယ်ကျွန်တော်တို့အမြဲတမ်းမိဘပြည်သူအားလုံးကိုကူညီလူတန်းနိုင်အောင်အမြဲကြိုးစားနေပါတယ်အဲ့တော့ချစ်ရတဲ့သူတွေအားလုံးကျမ်းမာချမ်းသာပြီးတော့ပျော်ရွှင်စရာဘဝတွေပိုင်ဆိုင်ပါစေလို့ဆုမွန်ကောင်းတိုင်ဝေပါတယ်အားလုံးပဲငြိမ်းချမ်းပါစေဗျာ bye bye